စင်လေးကိုချွေးတိုက်လို့ရလားရထားလိုက်မကြွေးတော့မကြွေးဘူးလို့ထားလိုက်လို့ရပါတယ်ထားလိုက်ပါစာတောင်းနေတယ်စာတောင်းနေတယ်ကွာ